ဟဲ့ကဲ long time no see ပေါ့နော်ချိန်ကြိုင်းနေမှာတွေ့ပြီးတော့ပြောတာအချိန်မရှိလို့ပေါ့နော် no time ပေါ့နော် okay ဆိုတော့ထားလိုက်ပါဆိုတော့ဒီနေ့ကျွန်တော် test and trade နဲ့ရေးလာမှာဗျာဆက်ဆွဲပါလို့ဆိုတနက်အမြန်ဆွဲထုတ်တာဘယ်တော့တည့်တဲ့အတိုင်းကွာတိလားဒါကင်တာတယ်လှပြတယ်တနက်ဆွဲထုတ်လိုက်တယ်လှပြလိုက်တယ်အဲ့ဆိုရင်အရင်မြန် okay အဲ့တနက်နှစ်လက်ဆိုရင်ပထမတစ်လက်ပြစ်လို့ကြီးကုံရတယ်ဒုတိယတစ်လက်ပြောင်းမယ်ဆိုရင်ဘယ်လိုပြောင်းပါလဲဘယ်တော့တည့်တဲ့အတိုင်းတနက်တစ်လက်ကင်လာမယ်ပြီးရင်ဓာတ်ကိုဆွဲမယ်ပြီးအလှပြမယ်ပြီးရင်ဒုတိယတစ်လက်ကင်မယ်အဲ့လိုလား okay အဲ့ဆိုရင်အဲ့ကွက်လေးကျွန်တော်ကြည့်လိုက်အောင်ဆိုတော့ကျွန်တော်ဘယ်လိုသုံးမလဲဆိုတော့ပထမဝယ်ပုံဒါအလှပြမယ်ဒုတိယဝယ်ပုံကင်မယ် okay အဲ့ကွက်လေးကျွန်တော်ကြည့်အောင်ဘယ်လိုနေမလဲဆိုတော့ဆိုတော့ဘယ်လိုထင်လဲကျွန်တော်တို့ကနေနှီးလို့ခံစားရကွာဆိုတော့ဘယ်လိုစမ်းကြည့်မလဲဆိုတော့ကျွန်တော်လှပြနေမှာ fire button အစားထိုးမယ် okay အဲ့ဆိုဘယ်လိုဖြစ်မလဲပထမဝယ်ပုံပြီးရင်ဓာတ်ကင်မယ်ပြီးရင်တစ်ချက်ပြစ်မယ်ပြီးရင်ဒုတိယတက်နက် okay အဲ့ဒါလေးကျွန်တော်စမ်းကြည့်အောင်ဘယ်ဟာပုံမြန်လဲပေါ့ဒါကျွန်တော်တွေ့တာနေပေါ့နော် okay let's go အများဆုံးနှိမ့်ကြည့်ပါ brotherကဲဘာသာဘယ်လိုမြင်လဲဘယ်ဟာမြန်လို့ခံစားရလဲပထမတစ်ခုလားဒုတိယတစ်ခုလားကျွန်တော်တော့ဒုတိယတစ်ခုကနည်းနည်းမြန်လို့ခံစားရပါတော့ဆိုတော့ဘာသာဘယ်လိုထင်လဲ comment မှာမှန်လို့ရတယ် okay ကဲအားလုံးပဲ next video မှာတွေ့မယ်ချစ်တယ်အားပါ